ယူကရိန်းနိုင်ငံသားတွေကျန်းမာပါစေလို့ဆုတောင်းပါစေဒီနေ့အတွက်ထူးတာလေးတွေကိုပြောပြချင်ပါတယ်ပံ့ပိုးကူညီမှုတွေကိုခွဲခြမ်းစိတ်ဖြာမှုနဲ့လက်ရှိစာချုပ်တွေအာမခံမှုကိုဝန်ထမ်းစည်းဝေးတစ်ခုလုပ်ခဲ့တယ်အမြောက်လက်နက်စာချုပ်ရလဒ်ကောင်းများရှိပါသည်ယူကရိန်းကခိုင်မာသောအခြေခံအုတ်မြစ်နှင့်ဒရုန်းများကိုဦးစားပေးရန်လိုအပ်သည်လေကြောင်းလိုင်းကာကွယ်ရေးအပိုစနစ်များလစ်သူယေးနီးယားထံမှယူကရိန်းတို့ယခုရောက်ရှိလာပါပြီသမရကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာယူကရိန်းဝန်ကြီးချုပ်ကယခုနှစ်အတွက်ဗန်နာရေးဆိုင်ရာစီရင်ခံစာကိုယနေ့ထုတ်ပြန်ခဲ့သည်ကျွန်ုပ်တို့သည်လိုအပ်သောရန်ပုံငွေအလုံးကိုအာမခံထားပြီး2025ခုနှစ်အထိဗန်နာရေးအရာရရှိမည်ဖြစ်သည်ဒီနေ့ဝန်ထမ်းတွေတွေ့ဆုံတဲ့အစီအစဉ်မှာအမျိုးသားခံနိုင်ရရှိရေးနဲ့ပတ်သက်တဲ့အထူးကိစ္စရပ်တွေလည်းရှိပါတယ်ယူကရိန်းကိုကာကွယ်ဖို့အတွက်ဖြစ်နိုင်သမျှနေအလုံးကိုလှုံ့ဆော်နေပါတယ်အခြေခံရည်တည်ချက်ရယူရန်နှင့်ပိုင်ဆိုင်မှုတန်တမန်ရေးရာအတွက်ဖန်တီးရန်ဖြစ်သည်တက်နိုင်သမျှအမြန်ဆုံးဤစစ်ပွဲကိုဂုဏ်သိက္ခာရှိသောငြိမ်းချမ်းရေးဖြင့်အဆုံးသတ်ပါငြိမ်းချမ်းရေးအစစ်မှန်လိုတဲ့စစ်မှန်သောတရားမျှတသောငြိမ်းချမ်းရေးလိုအပ်ပါသည့်အဆုံးမရှိသောစစ်ပွဲကိုကျွန်ုပ်တို့မလိုအပ်ပါဘူးလုံခြုံရေးအတိအကျရှိရန်လိုအပ်သည်လွန်ခဲ့သည့်10နှစ်ကယူကရိန်းနိုင်ငံအတွက်လုံခြုံရေးအာမခံချက်မရှိခြင်းကြောင့်ခရိုင်မီယာ၏သိမ်းပိုက်မှုနှင့်တာဘန်စစ်ပွဲနှင့်အတူရုရှားကထပ်မံကျူးကျော်ခြင်းဖြစ်သည်ကျူးကျော်ရန်ခွင့်ပြုခဲ့သည်ယခုအချိန်တွင်လုံခြုံရေးအာမခံချက်အတိအကျမရသေးသောကြောင့်ရုရှားသည်စစ်ပွဲကိုဆက်လက်ထိန်းထားလျက်ရှိသည်ဒါကိုတစ်ကမ္ဘာလုံးကမြင်ပြီးတစ်ကမ္ဘာလုံးကအတိအမှတ်ပြုတယ်ယနေ့တွင်ကျွန်ုပ်တို့သည်ငြိမ်းချမ်းရေးကိုပုံမနီးကပ်လာစေနိုင်သည့်အထူးတန်တမန်နှင့်လုံခြုံရေးမူပေါင်းတစ်ရပ်အတွက်ဥရောပမိတ်ဖက်များနှင့်ဆက်လက်လှုပ်ဆောင်လျက်ရှိသည်အထူးသဖြင့်အဲ့ဒါကမကြသေးမီကလန်ဒန်မှာကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့အဲ့ဒီမတိုင်ခင်ကကမ္ဘာခေါင်းဆောင်များစွာနဲ့ပြောခဲ့မှုတဲ့အကြောင်းအရာပါယူကရိန်းဥရောပနဲ့အမေရိကန်ပြည်ထောင်စုတို့အတူတကွဆယ်စုနှစ်ပေါင်းများစွာငြိမ်းချမ်းရေးကိုအာမခံနိုင်ပါတယ်ဒီအတွက်ကျွန်တော်တို့ဟာအပြုသဘောဆောင်ပြီးတစ်ဖက်နဲ့တစ်ဖက်အဆိုပြုချက်တွေကိုဖြည့်ဆည်းပေးရပါမယ်စစ်ပွဲကိုအဆုံးသတ်ရန်တန်တမန်ရေးရာကိုအရှိန်မြင့်ပါဘော်တပြည်နယ်လစ်သူယေးနီးယားလက်ဗီးယားအက်စတိုးနီးယားဘော်တပြည်နယ်ခေါင်းဆောင်တွေနဲ့ဒီနေ့စကားပြောခဲ့တယ်အလွန်အကျိုးရှိသောစကားပွဲမှာလန်ဒန်ထိပ်သီးဆွေးနွေးပွဲရလဒ်များနှင့်ပတ်သက်၍အမေရိကန်ပြည်ထောင်စု၏လုပ်ငန်းစဉ်အားလုံးတွင်အခွင့်အလမ်းများနှင့်အလားအလာများအကြောင်းငါတို့ပြည်သူတွေရဲ့အသက်ကိုကယ်တင်တဲ့ကာကွယ်ရေးအထောက်ပံ့တွေအကြောင်းယူကရိန်းနဲ့ခိုင်မာရပ်တည်ပေးခဲ့တဲ့ဘော်တပြည်နယ်တွေကိုကျေးဇူးတင်ပါတယ်မင်းရဲ့အကူအညီအတွက်ထပ်ပြီးကျေးဇူးတင်ပါတယ်တငယ်ချင်းလုံခြုံရေးအာမခံချက်